ကျေသီးကွင်းလှန်နေပါတယ်မသုံးမဲနဲ့ရိုးရိုးရှင်းရှင်းအနဲ့အချီလေးကိုတုံပြီးတော့ကျေသီးကွင်းလှန်တဲ့နီးလေးနဲ့ချုပ်တဲ့နီးလေးဒီမှာအသေးစိတ်ပြပေးသွားပါမယ်ဒါလေးကတော့အမကိုယ်တိုင်သုံးနေတဲ့နီးလေးပေါ့နော်ကြာပြီးဒီသိန်းလေးကိုပဲသုံးလာခဲ့တာဒါလေးကတော့ဘာမှကုန်ကြစိတ်မရှိဘူးအနဲ့အချီနဲ့ပဲလှန်သွားတာဖြစ်တယ်ကျေသီးကွင်းလှန်တန်းနေပါတယ်မဝဲရသေးဘူးဆိုရင်အဆင်ပြေတယ်အမကတော့ခုထိမဝဲထားဘူးဒီနီးလေးကအဆင်ပြေနေလို့ဒါလေးနဲ့ပဲဆက်သုံးနေတာဒီမှာကျေသီးကွင်းအတွက်ကိုအဆွေညှက်ထားတယ်အဆွေကတော့အဆွေစစ်လေးဖြစ်ဖို့လိုတယ်ပေါ့နော်အဆွေကိုအမဒီမှာ3.5 cm ပေါ့နော် cm နဲ့ပဲအမပြောလိုက်မယ်3.5 cm ကိုအမအဲ့ဒီပြားလေးညှက်ထားတယ်ပြီးတော့အမဒီမှာ B နဲ့ချုပ်တဲ့ခါကျရင် B ရဲ့တစ်ချမ်းတောင်မယူဘူးဒီလားတစ်ချမ်းကိုတော့အမနည်းနည်းထပ်လျှော့လိုက်သေးတယ်ပြောရရင်တော့0.5ပေါ့နော်ဒီ cm နဲ့ဆိုရင်လက်မနဲ့ဆိုရင်အမ2စိတ်လောက်ပဲနင်းထားတယ်ပေါ့နော်နင်းပြီးတော့သူ့ကိုပိုတဲ့ပိတ်စတွေကိုညှက်တဲ့ခါကျရင်အခုယူထားတဲ့ကျေသီးကွင်း site အတိုင်းဘေးမှာ level 2ပေါ့နော်ပြန်ချန်ထားတယ်ကျေသီးကွင်းကအကဲ2စိတ်ဆိုရင်သူ့လည်း2စိတ်ပေါ့နော်ကျေသီးကွင်း site အတိုင်းဟိုမှာဘေးမှာထပ်တူပေါ့နော်သူနဲ့စားတူပြန်ချန်ထားတယ်အဲ့ခါကျတော့သူကကျေသီးကွင်းလေးကလုံးလုံးကြစ်ကြစ်ကလေးနဲ့အသားပြည့်ပြည့်လေးထွက်လာတယ်ပေါ့နော်ဒါလေးကလည်းအရေးကြီးတဲ့အချက်ထဲမှာပါဝင်တယ်ကျေသီးကွင်းကိုပိတ်စာသေးသေးလေးညှက်ပြီးတော့ထုတ်လိုက်ပြီဆိုရင်ကျေသီးကွင်းကတေးကြတယ်လုံးဝမလှတော့ဘူးပေါ့နော်သူကချောင်ပြီးတော့လေကျေသီးကွင်းလှတဲ့ထဲမှာမပါတော့ဘူးအဲ့ဒါကြောင့်မလို့ကျေသီးကွင်းကိုပိတ်စလေးအထက်မှာခြံဖို့လိုတယ်ပြီးတော့အဆွေကိုအဆွေစစ်ဖြစ်ဖို့လိုတယ်မဆွေတဆွေတွေညှက်ရင်ကျေသီးကွင်းလှလှလေးမရပါဘူးเนาะဒါလေးကအမဒါလေးစိန်ပိုးပေါ့เนาะစိန်ပိုးနဲ့အခုဒါပွဲတက်ထဲလေးချုပ်နေနေကျေသီးကွင်းလေးပေါ့เนาะအမကကြတော့လေကျေသီးကွင်းကိုအရန်လုံးလုံးတစ်သေးလေးတွေကိုမထုတ်နိုင်ဘူးပေါ့เนาะဟိုလက်ကလည်းအဲ့လိုသိမနိုင်တာရဲ့ပြီးတော့အရန်သေးတာတွေကိုယ်တိုင်လည်းမကြိုက်ဘူးအသင်းပဲအမကကြိုက်တယ်ဒါတော့ကိုယ်အကြိုက်နဲ့ကိုပေါ့နော်ခေးသေးမြင်မြင်လေးကြိုက်တယ်လူကသေးမြင်မြင်လေးထုတ်ပါဒီထက်သေးအောင်ချုပ်ပြီးဒီထက်စိတ်ရှည်လေးနဲ့လှန်ပေးရင်တော့ပိုစင်ပြေတယ်နော်ဒါကတော့အမလောက်သွားတဲ့ site လေးကတော့ဒါ normal ပေါ့နော်normal site လေးပါပြင်မှာကြည့်လဲအဆင်ပြေတယ်ပေါ့နော်ဒါလေးကတော့အမ2စိတ်ချုပ်ထားတာပါနော်ဒီလက်မနဲ့ဆိုရင်2စိတ် cm နဲ့ဆိုရင် 0.5 အဲ့လောက်ပဲချုပ်ထားတယ်ချုပ်ပြီးတော့သူ့နဲ့ဇာတူပိတ်စာကိုခြံထားပါတယ်နော်ပြီးတော့ဒီမှာအချွန်လေးပါတဲ့ဘက်မှာအမဒီမှာခြေကို4ပင်ထည့်လိုက်တယ်နော်အကလည်းအကြီးလိုတယ်နော်အကဒီဂုံနေချုပ်တဲ့ site လိုမျိုးအကြီး site အမဝယ်ထားတာအဲ့ဒီထဲမှာခြေကို2ပင်ပူးပြီးတော့4ပင်ထည့်လိုက်တာပေါ့နော်4ပင်ထည့်တယ်ပြီးတော့သူ့ကိုဇောင်းလေးထွက်တဲ့နေရာလေးမှာအမဆွဲပြီးတော့သူ့ကို2စိတ်ပေါ့နော်ခြေလေးတုပ်လိုက်တယ်2ခါလောက်တုပ်ပြီးတော့သူ့ကိုအပ်ကပြောင်းမြန်ဖင်နဲ့ပြန်ထိုးတာနော်ဆိုလွယ်တယ်နော်အမအရန်ရှည်လည်းမညက်ထားဘူးဒါလေးကနေတော်လေးပေါ့နော်တထွာလောက်ပဲရှိမယ်ပေါ့နော်ရှည်လေးလိုချင်ရင်ရှည်လေးညှက်လို့ရပါတယ်နော်ကျေသီးကွင်းကိုလည်းအမအဲ့လိုလက်ညိုးလေးနဲ့အမတိုင်းလိုက်တယ်ကိုလက်လေးနဲ့ကိုပေါ့နော်ကိုလက်လေးနဲ့ကိုထက်မဲ့ကျေသီးကွင်းလေးနဲ့ကျေသီး site လေးနဲ့အမကတော့ဒါကိုရဲ့မှန်း